ရှောင်းရိုတယောက်ကျွန်တော်စီကိုအပြေးလွှားလာပြီးတခင်လေးကြည့်ပါဦးရွှေကြပန်းကြီးကျမတို့ချမ်းသာပြီလို့ဝမ်းသာအားရပြောကအပျော်ကြီးပျော်နေတော့ကျွန်တော်ကပြုံးရင်းရှောင်းရိုတာကရွှေစိန်ထားတာအလှပြပစ္စည်းတက်တက်ပဲဘာမှမတန်ဘူးလို့ပြောလိုက်တော့ရှောင်းရိုလည်းမျက်လုံးအစုံပြူးကျသွားပြီးကျွန်တော်ညွှန်ပြတဲ့နေရာကိုကြည့်လိုက်တဲ့အခါအဲ့ဒီရွှေကြပန်းလိုအလှပြပစ္စည်းတွေအများကြီးစီထပ်ထားတာကိုတွေ့လိုက်ရပြီးငုံမဲမဲမျက်နှာလေးဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့ချက်ချင်းပဲရှောင်းရိုကကိစ္စမရှိပါဘူးအိမ်မှာအလှထားလို့ရတာပေါ့လို့ပြောပြီးကျွန်တော်တို့အိမ်ပြန်လာခဲ့ကြပါတယ်လမ်းမပေါ်မှာလမ်းမှာရွှေကြပန်းကြီးကိုလက်တစ်ဖက်နဲ့မြှောက်ပြီးလမ်းလျှောက်နေတဲ့ရှောင်းရိုကိုကြည့်ပြီးကျွန်တော်လည်းဒီဦးတူတူမလေးကတော့တကယ်ကိုပတ်စံမှတ်တာပဲဒါပေမဲ့ချစ်ဖို့တော့ကောင်းသားလို့တွေးပြီးပြုံးနေခဲ့ပါတယ်လမ်းမှာကိုယ်စလဲလေလံပွဲကျင်းပရနေရရောက်တော့စင်ဘော်ကအမျိုးသားကဒီကုန်သွယ်မှုရဲ့တီးတန့်ကိုယ်စလဲခွင့်ကိုရရှိမဲ့ကုမ္ပဏီဟာနိုင်ငံတော်ရဲ့ပံ့ပိုးမှုကိုပါရမှာဖြစ်ပါတယ်လို့ကြေညာလိုက်တော့ရှောင်းရိုကမျက်လုံးတောက်ပသွားပြီးဖဲကြအားလုံးဖဲပေးကြဆန်းလို့အော်ဟစ်ပြီးရှေ့ဆုံးကိုတိုးထွက်သွားခဲ့ပါတယ်သူမရွှေကြပန်းကြီးကိုစပွဲပေါ်ဖုံးကနေတင်လိုက်ပြီးဒီလေလံပွဲကိုကူမီသားစုကဝယ်မယ်လို့ပြောတော့တာဝန်ခံကဒေါသထွက်ပြီးဒါနဲ့လို့တော့သူမနေရမယ်နေရမဟုတ်ဘူးလို့ပြောပြီးလုံခြုံရေးတွေကိုအော်ခေါ်လိုက်ကဝိုင်းရံပိတ်ဆို့လိုက်ကြပါတယ်အဲ့ဒီအချိန်မှာကျွန်တော်လည်းဘန်ကက်ကိုပြစ်ပေးလိုက်ပြီးငါတို့ကူကရူရဲ့အမှုဆောင်ချုပ်ကရှောက်လွှာတင်တာဘာအဖြစ်ရှိလို့လဲကောင်းကင်ကြီးပြူကျလာရင်တော့ငါနဲ့ငါရဲ့ကူကရူတစ်ခုလုံးကသူ့မနောက်မှာရှိနေတယ်လို့ပြောလိုက်တော့တာဝန်ခံကချက်ချင်းပဲမျက်နှာချိုးသွေးကအော်ကူမီသားစုရဲ့တခင်လေးဖြစ်နေတာကိုမသိလိုက်ရတဲ့အတွက်ခွင့်လွတ်ပါလို့တောင်းပန်စကားပြောတော့ရှောက်ယူကကျွန်တော်ကိုကြည့်ပြီးတခင်လေးကျမအပေါ်တကယ်ကောင်းတာပဲလို့ချွဲနှွဲပြလိုက်တဲ့အခါကျွန်တော်ကတော့စမ်းပါတရုတ်ဆောင်မနေနဲ့ဦးအကြည့်တန်လိုက်တာငါ့ကိုအိမ်ပြန်ဖို့အမြန်တွန်းတော့လို့ပြက်ပြက်ပဲပြောလိုက်ပါတော့တယ်ရုံးခန်းရောက်တော့ကျွန်တော်ကရှောင်းရုပ်ကိုလေလံပွဲရဲ့အဓိကအကြောင်းအရာကိုရှင်းလိုက်ပါတယ်ဒီတစ်ခါလေလံပွဲရဲ့အဓိကခန္ဓာရည်ရှိတဲ့အဝတ်ထဲကုန်ချမ်းကိုထုတ်လုပ်ပေးဖို့ပဲလို့ပြအော်တော့ရှောင်းယုံကဝမ်းတာအားရနဲ့ဒါကကျမတို့ကူကရူရဲ့အထက်ဆက်ယုံအတွက်အပိုင်ပဲပေါ့ဖိုက်ဘာကုန်ကျန်းတာရရင်အဆင်ပြေပြီးပြောနေတော့မန်နေဂျာစီဖုန်းဝင်လာပြီးမန်နေဂျာကမကောင်းတော့ဘူးတခင်လေးအဝဲတော်ဌာနမန်နေဂျာစီကဖုန်းလာတယ်ကမ္ဘာဈေးကွက်မှာရှိသမျှဖိုက်ဘာကုန်ကျန်းတွေအားလုံးပြက်လက်သွားပြီလေလို့ပြောတော့ရှောင်းယုံကစိုးရိမ်တကြီးဖြစ်သွားပြီးကျွန်တော်ကတော့တင်းငင်စွာနဲ့ပဲဒါဟန်အုပ်စုကငါတို့ကိုရှုံးနေအောင်လုပ်ဖို့ကြံစီနေတာပဲလို့ပြောလိုက်ပါတယ်တခွဲထဲမှာရှောင်းယုံတယောက်စပွဲပေါ်ကအထက်ဆသွားဒီကိုစစ်စေးရင်ကျွန်တော်ကိုသူတို့စက်ယုံရဲ့အစင်းမြင့်အထက်မျိုးစားတစ်ကိုတီထွင်ဖို့စိတ်အားထက်သန်စွာပြောပြနေပါတယ်ကျွန်တော်လည်းပညာရှင်တွေကိုထုတ်လုပ်ခိုင်းလိုက်တော့မကြခင်မှာပဲစက်ထဲကနေအထည်လိပ်တွေထွက်ပေါ်လာပြီးအထည်ဆရဲ့အရေးသွေးကိုကြည့်ပြီးရှောင်းယိုဝမ်းတာအားရနဲ့မှတ်တမ်းတွေကိုအမြန်ဆုံးရေးမှတ်လိုက်ပါတော့တယ်လေလံပွဲရောက်တော့ရှောင်းယိုကသူတို့တီထွင်ထားတဲ့အထည်လိပ်တွေကိုတည်ဆောင်လာပြီးပြိုင်ပွဲဝင်စပွဲပေါ်ကိုတင်လိုက်ပါတယ်ဒါကိုမြင်တဲ့ဟန်အုပ်စုကဟန်မန်ကရင်မော်ရင်မင်းတို့ကကုမ္ပဏီကအဝတ်စုပ်တွေကိုယူလာပြီးဒေါ်လာဘီလီယံချီတန်တဲ့ project ကိုလာပြိုင်နေတာလားလို့ပြောတော့ရှောင်းယိုကချက်ချင်းပဲလွှတ်ဆက်တစ်လုံးကိုကိုင်မြောက်ကစမ်းတက်ပြီးရင်တိမှာပေါ့လို့ရဲရဲဝံ့ဝံ့ပြောဆိုလိုက်ကသူတို့ရဲ့အထည်ဆပေါ်ကိုဖျက်တောက်ပြလိုက်ပေမဲ့ငကိုအတိုင်းတရှိနေတာကိုမြင်ရတဲ့အခါဧည့်သည်အားလုံးပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်တာဝန်ခံရရှိကြီးကလည်းမတ်တက်ရက်ပြီးအားရပါရချီးကျူးလိုက်ကယခုအချိန်နိုင်ငံတကာအဆင့်အွန်လိုင်းစီးပွားရေးကုန်စည်ပြပွဲရဲ့တီးတက်လုပ်ပိုင်ခွင့်ကိုဗကုမ္ပဏီစုကရရှိသွားကြောင်းတရားဝင်ကြေညာလိုက်တဲ့အတွက်တခန်းလုံးလက်ခုပ်တံတွေစူညံသွားပါတယ်ညရောက်တော့ရုံးခန်းထဲမှာကျွန်တော်တို့အလုပ်အကြောင်းဆွေးနွေးနေတုန်းအချိန်မှာပဲမမျှော်လင့်ဘဲရဲအရာရှိအဖွဲ့တစ်ဖွဲ့ဟာရုတ်တရက်ဝင်ရောက်လာပြီးဒီကုမ္ပဏီကအခွန်မြောက်များရှောင်တိတ်မှုတွေပြုလုပ်ထားကြောင်းဆွဆွဲပြီးစစ်ဆေးဖို့အတွက်အားလုံးကိုလိုက်ခဲ့ဖို့ပြောလိုက်တော့ကျွန်တော်အဖေကတုံ့လုံသွားပြီးဒါဟာမတရားဆွဆွဲတာပဲလို့နာကျင်စွာပြောရင်းပါဇက်ကနေသွေးတွေအန်ကလဲကျသွားပါတော့တယ်ကျွန်တော်လည်းအဖေလို့အော်ခေါ်လိုက်ရင်ရှောင်ယိုပါထိခိုက်မှာဆိုတဲ့အတွက်အလုသမားစာချုပ်ကိုဖျက်ဆီးပစ်လိုက်ပြီးရှောင်ယိုကိုဒီနေ့ကစပြီးမင်းနဲ့ဂရုဟာပါပတ်သက်မှုမှမရှိတော့ဘူးလို့ပြောလိုက်ပါတယ်ရှောင်ယိုတယောက်မျက်ရည်ဝဲလျက်နဲ့တခင်လေးရှင်ပါတွေလုပ်နေတာလဲကျမကပဲဒီလေလံပွဲကိုစိုးဝင်ပြိုင်ခဲ့တာလေအခုလိုဘေးဒုက္ခတွေကြုံလာရတဲ့အချိန်မှာကျမကရှင်းတို့ကိုထားခဲ့ပြီးတယောက်တည်းထွက်ပြေးရမှာလားလို့ငွေယိုကပြောတော့ကျွန်တော်လည်းရှောင်းရုပ်ကိုဘေးကင်းစေချင်တာကြောင့်လုံခြုံရေးတွေကိုခေါ်ကားရှောင်းရုပ်ကိုအတင်းဆွဲခေါ်သွားခိုင်းလိုက်ပါတယ်ရဲအရာရှိကလည်းကျွန်တော်ကိုသူတို့ရဲ့စုံစမ်းစစ်ဆေးမှုမှာပူးပေါင်းရန်ပြောကြားကာခေါ်ဆောင်သွားပါတော့တယ်ရှောင်းရုပ်ကအချုပ်ခန်းထဲရောက်နေတဲ့ကျွန်တော်အမေကိုတခင်မကြီးကျမတရက်ခန့်အစ်စ်ကိုရှာပြီးအမှန်တရားကိုဖော်ထုတ်မှာပါရှင်းတို့ကိုဒီထဲကနေတေချာပေါက်ကဲထုတ်ပါမယ်လို့ငိုယိုပြီးပြောတော့ကျွန်တော်အမေကလည်းရှောင်းယိုလေးရဲ့မငိုပါနဲ့နေမျိုးနောက်ဘက်ကချင်းအပေါင်ဆိုင်ကိုသွားပြီးဆိုင်ရှင်းစင်းကိုရှာလိုက်ပါအဲ့ဒီမှာငါအိမ်တော်မကြခင်ကလေးကမိဘတွေပေးလိုက်တဲ့မိသားစုအမွေနဲ့ကြောက်စိမ့်ရတနာတစ်ခုရှိတယ်အဲ့ဒါကိုရောင်းပြီးရတဲ့ပတ်စံနဲ့မင်းညီမလေးရဲ့ယောဂကိုကူပေးလိုက်ပါပြီးရင်ဒီကိစ္စတွေကနေဝေးဝေးကိုထွက်သွားပါတော့လို့ပြောပေမဲ့ရှောင်းယိုကတော့သူမရဲ့အသက်ကိုပင်ပုံအပ်ပြီးအမှန်တရားကိုဖော်ထုတ်ကာတခင်မကြီးတို့ကိုကဲထုတ်မယ်လို့ပြောပြီးထွက်သွားပါတယ်။ရှောင်းယိုဟာသူမရဲ့နေအိမ်ကိုပြန်ရောက်တဲ့အခါမျက်ရည်တွေနဲ့ငိုယိုရင်းအဖေနဲ့အမေကမိသားစုတော့ဒုက္ခရောက်ကုန်ပြီးဟန်မိသားစုကကုန်စည်ပြပွဲပြန်ပွဲမှာရှုံးနိမ့်သွားတဲ့အတွက်မဟုတ်မမှန်တက်တဲ့အတူတွေလုပ်ပြီးအကွက်ချထောင်ချောက်ဆင်ခဲ့တာဖြစ်ကြောင်းရှင်းပြတော့ရှောင်းယိုရဲ့အဖေကလည်းကမိသားစုဟာသူတို့မိသားစုအပေါ်ကြီးမားတဲ့ကျေးဇူးရှိခဲ့ဘူးတာကြောင့်အခုလိုဒုက္ခရောက်ချိန်မှာကျေးဇူးကမ်းပြီးလက်ပိုက်ကြည့်မနေပဲသူတို့ရဲ့အသက်ကိုပင်ရင်းပြီးကူညီမှဖြစ်ကြောင်းပြောကကြွအနော်တို့မိသားစုကိုကူညီဖို့အတွက်ထွက်လာခဲ့ကြပါတယ်မျက်နှာပိုင်ရောကတော့ရှောင်းယိုနဲ့သူမရဲ့မိဘတွေဟာစီမံကိန်းတစ်ခုကိုအကောင့်ထဲပေါ်ခဲ့ကြပါတယ်။ရှောင်းယိုရဲ့အဖေနဲ့အမေကဟန်ကုမ္ပဏီအဆောက်အုံကြီးရဲ့ရှေ့မှာလင်းကွင်းတီးပြီးဟန်ကုမ္ပဏီရဲ့အလုပ်ရှင်ကလူမဆန်ဘူးပတ်စံတွေအကျွေးမဆက်ပဲငါတို့ကိုအနိုင်ကျင့်နေတယ်လို့အော်ဟစ်ဆန္ဒပြပြီးအာယုံလွှဲခဲ့ကြပြီးကုမ္ပဏီရဲ့လုံခြုံရေးဝန်ထမ်းတွေရောက်လာတော့ရှောင်းယိုကအထဲကိုခိုးဝင်ကလှုပ်ဝက်အခန်းတကားကြီးကိုဖွင့်ပြီးဟန်မီသားစုရဲ့ရုံးခန်းနီးကိုရောက်သွားတော့အထဲမှာဟန်မန်နဲ့သူ့ရဲ့လက်ထောက်တို့ဟာဝိုင်းခွက်တွေကိုကင်ပြီးအောင်ပွဲခံနေကြပါတယ်။ဟန်မန်ကရေမောရင်းငါတို့ကမိသားစုကိုဆွဆွဲထားတဲ့အထောက်ထားတွေအားလုံးကိုဒီဖိုင်တွဲအဝါရောင်ထဲမှာတောက်ခတ်သိမ်းဆည်းထားတယ်။ဒါတွေပြီးရင်ချက်ချင်းဖျက်ဆီးပြရမယ်လို့ဆိုကာစပွဲပေါ်ကိုတင်လိုက်ကအပြင်ထွက်သွားတော့ရှောင်းယိုကရုံးခန်းထဲကိုချက်ချင်းဝင်ပြီးစပွဲပေါ်ကဖိုင်တွဲကိုစစ်ဆေးလိုက်တော့ကျွန်တော်တို့ကိုမဟုတ်မမှန်ဆွဆွဲထားတဲ့အထောက်ထားတွေဖြစ်နေတာကိုတွေ့သွားပြီးဝမ်းသာသွားပါတော့တယ်။
ရှောင်းရိုတယောက်တက်တေဖိုင်တွဲယူပြီးပြေးထွက်လာကချက်ချင်းပဲကျွန်တော်မိတ်ဆွေရှိတဲ့ကွင်းကုမ္ပဏီအဆောက်အုံကြီးစီကိုအပြေးသွားခဲ့ပြီးရှောင်းရိုကတကားဝါကလုံခြုံရေးဝန်ထမ်းကိုကျမကိုကွင်းဥက္ကဋ္ဌနဲ့တွေ့ခွင့်ပေးပါကျမလက်ထဲမှာသူကိုယ်တိုင်ပေးထားတဲ့ VIP ကပ်ပြားရှိပါတယ်လို့ပြောပေမဲ့ရိုင်းဆိုင်တဲ့လုံခြုံရေးဝန်ထမ်းက VIP ကပ်ပြားကိုယူကြည့်ပြီးမြေပြင်ပေါ်လွှင့်ပစ်ကဘဲကတော့သူမှလည်းကပ်ပြားတူးနဲ့ငါတို့ဥက္ကဋ္ဌကိုလာလိမ့်မလို့လာထွက်သွားလို့ပြောတော့ရှောင်းရိုလည်းဒေါသဖြစ်သွားပြီးလုံခြုံရေးဝန်ထမ်းကိုတိုက်ခိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကွင်းဥက္ကဋ္ဌရောက်လာပြီးရှောင်းရိုကိုတွေ့တော့အံ့ဩသွားကချက်ချင်းပဲကားပေါ်ကဆင်းလာပါတယ်ရှောင်းရိုလည်းတူထောက်လိုက်ပြီးဥက္ကဋ္ဌကွင်းဟန်မီသားစုကကမ်မီသားစုကိုမဟုတ်မမှန်တက်တေတွေနဲ့အကွက်ချထောင်ချောက်ဆင်ခဲ့တာပါကွင်းဥက္ကဋ္ဌအနေနဲ့ကမ်မီသားစုကိုကူညီပေးပါလို့ငိုယိုကပြောတော့ကွင်းဥက္ကဋ္ဌလည်းရှောင်းရိုပေးတဲ့ဖိုင်တွဲကိုယူကသူမရဲ့ရုံးခန်းအတွင်းမှာတေချာစွာစစ်ဆေးဖက်ရှုပြီးနောက်တကယ်ကိုတက်တီကောင်းကြတာပဲငါရဲ့မျက်စိအောက်မှာတင်တက်တေအတူတွေလောက်ကျန်ရဲတဲ့နန်ချံမျိုးရဲ့စီးပွားရေးစီးမြင့်တွေကိုဖျက်ဆီးရဲတဲ့ပေါ်ဆိုပြီးဒေါသထွက်သွားကချက်ချင်းပဲဖုံးကားတဆင့်ဥပဒေရေးရာဌာနအရာရှိတွေနဲ့အကြီးအကဲများအားလုံးကိုခေါ်ယူပြီးဟန်မီသားစု၏လုပ်ငန်းများနဲ့အိုးအိမ်ပိုင်ဆိုင်မှုအားလုံးကိုချက်ချင်းအပိတ်သိမ်းဖို့အမိန့်ပေးလိုက်ပါတော့တယ်ဟန်မန်ကတော့သူ့ရဲ့ရုံးခန်းထဲမှာဝိုင်ကွက်ကိုကင်ကမီသားစုမရှိတော့ရင်နိုင်ငံတော်အဆင့်ကိုယ်စားလှယ်ခွင့်ကိုငါတယောက်တည်းချုပ်ကင်နိုင်တော့မှလို့ကြုံဝါနေတုံးမှအားပဲရုံးခန်းတကားကိုပွင့်လာပြီးရဲရရှိတွေနဲ့စုံစမ်းစစ်ဆေးရေးမှုအဖွဲ့တစ်ဖွဲ့ဝင်ရောက်လာကရဲရရှိကြီးကဖမ်းဝရမ်းစာချုပ်ကိုထုတ်ပြကဟန်မန်ငါတို့စီမှာခိုင်လုံတဲ့ပြစ်မှုသက်သေတွေရရှိထားပြီးမင်းဟာကုမ္ပဏီရရှိတွေနဲ့ပူးပေါင်းပြီးစည်ရင်စရာအတူပြုလုပ်ပြီးကမီသားစုကိုတမင်တက်လုပ်ကြံတာကြောင့်နိုင်ငံတော်ရဲ့စီးပွားရေးစနစ်နဲ့ဈေးကွက်တရားမျှတမှုကိုပြင်းထန်စွာပျက်စီးစေခဲ့တဲ့တက်တေခိုင်လုံတဲ့အတွက်ငင်းကွယ်လို့မရဘူးလာကြဆန်းဖမ်းဆီးခေါ်ဆောင်သွားကြလို့အမိန့်ပေးလိုက်တော့ရဲရရှိတွေလည်းဟန်မန်ကိုအတင်းဆွဲခေါ်သွားပါတယ်ရှောင်းရိုတယောက်ထောင်ကထွက်လာတဲ့ကျွန်တော်တို့မိသားစုကိုလာကြိုတော့ကျွန်တော်ကခက်တီတီနဲ့ဗာရက်ကြည့်နေတာလဲငါ့ကိုလာတော့ပေးအောင်လို့ပြောလိုက်တော့ရှောင်းရိုကကျွန်တော်ရဲ့အနာကိုကပ်ပြီးတခင်လေးဒီတစ်ခေါက်ကျမတကယ်ကိုအစွမ်းပြခဲ့တာနော်ကျမကွင်းမိသားစုရဲ့တမီးကြီးကိုအကူအညီတောင်းခဲ့လို့တခင်လေးတို့မိသားစုတစ်ခုလုံးလွတ်လာတာဒါကြောင့်ကျမရဲ့နှစ်ကုန်စုကြီးကို10ဆလောက်တိုးပေးတင်တယ်မဟုတ်ဘူးလားလို့မျက်နှာချိုးသွေးပြီးပြောတော့ကျွန်တော်က10ဆဟုတ်လားတခါတည်းဒါအကုန်လုံးကိုယူလိုက်ပါလားလို့ပြန်ပြောလိုက်တော့ရှောင်းယိုကရေမောပြီးအဲ့ဒါလည်းအကြံကောင်းပဲနောက်ဆိုတခင်လေးမွေးပြကြသွားရင်ကျမစီမလာပြီးခိုးလုံးပေါ့ကျမတခင်လေးကိုလှုပ်ကြွေးပါမယ်လို့နောက်ပြောင်လိုက်တော့ကျွန်တော်လည်းရှက်ကိုရှက်ကန်းနဲ့မင်းမင်းကလေးတန်မဲ့ဘာတွေလျှောက်ပြောနေတာလဲလို့អော်လိုက်တော့ရှောင်းယိုကပျော်ရွှင်စွာရေမောနေခဲ့ပါတယ်အိမ်ပြန်ရောက်တော့အမေကရှောင်းယိုရဲ့မိခင်ကိုလက်ကင်ပြီးဒီစူပါမားကတ်အဆောက်အုံကိုမအားတို့မိသားစုပိုင်ဖြစ်လွှဲပြောင်းပေးပါတယ်လို့ပြောလိုက်တော့ရှောင်းယိုရဲ့မိဘတွေကတော့အာနာလုံးလို့အကြိမ်ကြိမ်ညှင်းဆိုနေတာနဲ့ဒါလေးတော့ယူပါဆိုပြီးအဖေကရွှေချောင်းတွေပြီးတော့ရှောင်းယိုအဖေကညှင်းနေပေမဲ့ရှောင်းယိုကချက်ချင်းပဲဝမ်းသာအားရနဲ့တစ်တာကိုပွေ့ပိုက်ပြီးကျေးဇူးတင်စကားပြောကကျွန်တော်ကိုတခင်လေးအခုကျမရဲ့ဂုံတက်နဲ့ဆိုရင်ကားလုပ်ငန်းစုရဲ့တကယ်အတွင်းရေးမှုချုပ်ယာတုနဲ့ထိုက်တန်ပြီးမဟုတ်ဘူးလားလို့မေးတော့ကျွန်တော်ကလည်းပြုံးပြီးမစိုးပါဘူးငါမျက်နှာကိုတော့လာမဖြတ်နဲ့ပေါ့လို့ခွင့်ပြုချက်ပေးလိုက်ပါတယ်ကျွန်တော်တို့အပန်းပြေလန်းလျှောက်ရင်ရှောင်းယိုကတခင်လေးနေလေစားကိုဝတ်တနီချက်စားခြင်းလိုက်တာလို့ပြောတော့ကျွန်တော်ကစားဖို့ပဲတည်တယ်ဝါလာလိမ့်မယ်လို့စနောက်တဲ့အခါရှောင်းယိုကခါထောက်ပြီးတခင်လေးကလည်းဝတ်သားချက်လေးစားတာတော့မရဘူးလားလို့ရန်တွေ့နေတုန်းမှအရိုက်ခံထားရတဲ့ကောင်လေးတယောက်ပြေးဝင်လာပြီးလဲကျသွားပါတယ်ရှောင်းယိုကတော့ကောင်လေးရဲ့လေပင်ကပထမကိုပဲကြည့်နေပြီးလူမိုက်တွေကတုံနဲ့ရိုက်ဖို့လုပ်တော့ရှောင်းယိုကတားလိုက်ပါတယ်လူမိုက်ခေါင်းဆောင်ကဒေါသတကြီးနဲ့မင်းကလေးလာပြီးဆရာမလုံးနဲ့မဟုတ်ရင်မင်းနဲ့မင်းကောင်မတခါတည်းဒုက္ခရောက်သွားမယ်လို့ချင်းချောက်လိုက်ပြီးမဲ့ရှောင်းယိုကတော့လူမိုက်တွေရဲ့ချင်းချောက်မှုကိုမမှုတဲ့အပြင်ဘေးနာကဖရဲသီးတွေအပြည့်တင်ထားတဲ့သုံးဘီဆိုင်ကကြီးကိုလက်တစ်ဖက်ထဲနဲ့မပြီးလူမိုက်တွေစီကိုလွှဲပေါက်လိုက်တော့လူမိုက်ခေါင်းဆောင်လည်းလက်ဖြန့်ပြီးအမလေးဒီမိမကမိမလားမိစ္ဆာလားခွန်အားကလည်းကြီးလိုက်တာပြေးကြဟေးလို့အော်ဟစ်ပြီးအနောက်ကိုတောင်ပြန်မလဲပဲလှည့်ပြေးကြပါတော့တယ်ရှောင်းယိုကတော့ဖုံတွေကိုခါရင်အားနေလိုက်တာလို့လောင်ပြောင်လိုက်ပါတယ်နိုင်ငံသားကောင်လေးလည်းဝမ်းသာအားရနဲ့ကျွန်တော်တို့ကိုကျေးဇူးတင်ပါတယ်လို့ပြောပြီးသူကကျွန်တော်ကအိမ်ကနေခိုးထွက်လာတာလူဆိုးတွေနဲ့တိုးပြီးဒုက္ခရောက်နေတာပါကျွန်တော်နာမည်ကဝန်ချွေဟွားပါလို့မိတ်ဆက်ပြီးကျွန်တော်မှပတ်စံတပြားမှမရှိဘူးပိုက်လဲအရန်စာနေပြီးမို့ကျွန်တော်ကိုရက်နေငယ်လောက်ခိုးလုံးခွင့်ပေးလို့ရမလားပြောတော့ရှောင်းယိုကမင်းလေပင်ကဆွဲကြိုးကိုတွားပေါင်ရင်လမ်းတစ်ခုလုံးကဆိုင်တွေကိုတောင်းဝဲလို့ရတယ်ပြောတော့နိုင်ငံသားကောင်လေးကအံ့ဩသွားပြီးဒါကတာမန်အလှဆင်ကြောက်တုံးလေးပဲလေကျွန်တော်တို့မိသားစုမိုင်းတွေမှာဆိုရင်ဒီလိုအနီရောင်ကြောက်တုံးတွေအများကြီးရှိတာလို့ပြန်ပြောလိုက်တော့ရှောင်းယိုကဖះရည်အိမ်မှာမိုင်းတွင်းကြီးရှိတာလားဆိုပြီးမျက်လုံးတွေတောက်ပသွားပါတယ်ကောင်လေးကရှောင်းယိုကိုဒူးထောက်ပြီးကျွန်တော်ကိုမမတို့နဲ့နေခွင့်ပေးပါလို့ပြောတော့ကျွန်တော်လည်းမနာလို့ဖြစ်ပြီးမရဘူးငါတို့ဂူမိသားစုကလူတွေကိုအလဟတကျွေးမထားဘူးလို့ပြောလိုက်တော့ကောင်လေးကမျက်နှာငယ်လေးနဲ့မမလေးအကိုကြီးကကျွန်တော်ကိုမုန်းနေတာလားဟင်စိတ်ကလည်းတော်တော်ဆိုးတာပဲလို့ပြောလိုက်တော့ကျွန်တော်လည်းဒေါသထွက်ပြီးအော်ဟစ်လိုက်ပေမဲ့ရှောင်းယိုကတော့ဂယုမဆိုင်တဲ့သူကအမြဲတမ်းစိတ်တူတက်တာမနောက်လိုက်ခဲ့ဆိုပြီးကောင်လေးကိုခေါ်သွားပါတော့တယ်ကျွန်တော်တို့အိမ်ရောက်တော့ကောင်လေးကဆိုဖာပေါ်မှာထိုင်နေတဲ့ကျွန်တော်အမေရဲ့လက်ကိုဆွဲကင်ပြီးတခင်မကြီးကအသားရည်လည်းဖြူစင်ဝင်းပါပြီးအရန်ကိုနှုတ်ပြနေတာပဲလို့မြောက်ပင်ပြောဆိုလိုက်တော့ကျွန်တော်အမေလည်းဒီကောင်လေးကတရုတ်စကားလည်းတော်တော်လေးကျွမ်းကျင်တာပဲထိုင်ပါအောင်လို့ပြောလိုက်တော့ကောင်လေးကရှောင်းယိုကိုမျက်နှာလိုမျက်နှာရနဲ့မမလေးနာပါအောင်မမအတွက်ကော်ဖီအေးလေးယူလာပေးတယ်လို့ပြောပြီးကော်ဖီခွက်ကိုကမ်းပေးလိုက်ကရှောင်းယိုရဲ့ပခုံးတွေကိုနှိမ့်နေပေးနေပါတယ်ဒါကိုဘေးကနေကြည့်နေတဲ့ကျွန်တော်နဲ့ကျွန်တော်အဖေကမဲပြုံးပြုံးကမကြေမနက်ဖြစ်နေပြီးကြိတ်ပြီးကျိန်ဆဲနေခဲ့ပါတယ်ကျွန်တော်တို့ပန်းချံမှာအနားယူနေတော့လဲကောင်လေးကရှောင်းယိုအတွက်ဖြော်ရည်တစ်ခွက်ယူလာပေးပြီးမျက်နှာလုံးနေတော့ကျွန်တော်လည်းမနာလို့ဖြစ်ပြီးရှောင်းယိုငါပန်းချံတွေကရေပန်းကိုတွားကြည့်ခြင်းနဲ့ငါ့ကိုလာတော့ပေးစမ်းလို့ပြောလိုက်တော့ကောင်လေးကချက်ချင်းပဲမမလေးကပင်ပန်းနေတော့ကျွန်တော်ပဲအကိုကြီးကိုတွန်းပေးပါရစေလို့ဝင်ပြောတော့ကျွန်တော်ကဖဲဆန်းမင်းရဲ့ညစ်ပတ်တဲ့လက်တွေနဲ့မထိနဲ့လို့អော်လိုက်တော့ကောင်လေးကမျက်နှာငယ်လေးနဲ့အကိုကြီးကဘာလို့ဒီလောက်ရိုင်းရတာလဲဟင်မမလေးအကိုကြီးကိုမစူပါနဲ့လို့ရှောင်းယိုရှိမှာတနာစရာပုံစံဖန်လိုက်တော့ရှောင်းယိုကကျွန်တော်ကိုတခင်လေးရှင်ဘာရီယူကြောင်ကြောင်ထားဖြစ်နေပြန်တာလဲရေပန်းကြည့်ချင်ရင်ဒီနေရာကနေကြည့်လဲမြင်ရတာပဲကိုလို့ပြောကကျွန်တော်အတွက်လက်ဖက်ရည်ဖြောပေးဖို့ထွက်သွားပါတယ်ရှောင်းယိုထွက်သွားတော့ကောင်လေးရဲ့မျက်နှာဟာချက်ချင်းပြောင်းလဲသွားပြီးလူလဲပုံစံနဲ့အကိုကြီးမမလေးကိုသဘောကျနေတာမဟုတ်လားအမကြီးကတာမန်မင်းကလေးမဟုတ်ဘူးနော်လို့ပြောလိုက်တော့ကျွန်တော်ကရှက်ရမ်းပြီးသဘောမကျပါဘူးလို့အော်ပြောလိုက်တဲ့အချိန်မှာပဲ
လက်ဖက်ရည်ခွက်ကိုကင်ပြီးပြန်လာတဲ့ရှောင်းရုပ်ကိုမြင်လိုက်တဲ့ကောင်လေးကတော့တခင်လေးကိုကျွန်တော်ရေပန်းစီကိုတွန်းပို့ပေးမယ်ဆိုပြီးကျွန်တော်ကိုခေါ်သွားပါတယ်။ညရောက်တော့ရှောင်းရုပ်တယောက်စပွဲပေါ်ကစာရွက်စာတမ်းတွေကိုအသေးအတန်စစ်ဆေးနေရင်ရုပ်တရက်မျက်လုံးအစုံဝိုင်းဆက်သွားပြီးဝမ်းသာအားရနဲ့စာအုပ်စင်စီကိုပြေးသွားပြီးလိတ်ထားတဲ့မြေပုံအဟောင်းကြီးတစ်ခုကိုလှမ်းယူလိုက်ပြီးစပွဲပေါ်မှာဖြန့်ချလိုက်ကတခင်လေးအမြန်လာကြည့်ပါဦးလို့ပြောပြီးမြေပုံပေါ်ကနေရာတွေကိုလက်ညှိုးထိုးပြရင်းအိမ်မှာလာနေတဲ့နိုင်ငံခြားသားကောင်လေးရဲ့မိသားစုကပြည်ပမှာမရေမတွက်နိုင်တဲ့တွင်းထွက်ရတနာတွေကိုပိုင်ဆိုင်ထားတယ်။ဒါပေမဲ့သူတို့စီမှာမရှိတာကငါတို့နိုင်ငံကထွက်တဲ့အစင်းမြင့်အထည်လိပ်တွေနဲ့အထူးထုတ်လက်ဖက်ရည်တွေပဲငါတို့သာဒီနိုင်ငံတကာကုန်သွယ်မှုလမ်းကြောင်းကြီးကိုဖောက်လုပ်နိုင်ရင်ငါတို့နိုင်ငံကအရေးသွေးမြင့်ကုန်ပစ္စည်းတွေကိုဟိုဘက်ပို့ပြီးသူတို့စီကရွှေပထမများနဲ့ရှားပါတွင်းထွက်တွေကိုပြန်လဲလို့ရမယ်။အသွားပြန်တစ်ခေါက်လုပ်ရုံနဲ့အကျိုးမြတ်ကအစာပေါင်းရာနဲ့ထောင်နဲ့ချီပြီးတိုးပွားလာမှာလို့ယုံကြည်ချက်အပြည့်ရှိတဲ့မျက်နှာနဲ့ပြောလိုက်တော့ကျွန်တော်လည်းလက်ထဲကစာအုပ်ကိုစပွဲပေါ်ပိတ်ချလိုက်ပြီးဒီလိုအစမတန်အကျိုးမြတ်များမဲ့စီးပွားရေးလုပ်ငန်းကြီးကိုငါသဘောတူတယ်ဒီနေ့ကစပြီးဂူမီသားစုရဲ့အရင်အမြစ်အားလုံးကိုအသုံးချပြီးဒီခေတ်သစ်ပိုးလမ်းမကြီးဖောက်လုပ်ဖို့ပြင်ဆင်ကြမယ်လို့ပြောလိုက်တော့ရှောင်းယူတယောက်အပျော်လွန်ပြီးကျွန်တော်ကိုပြစ်ဖက်လိုက်ပါတော့ကျွန်တော်လည်းရုတ်တရက်ရင်ခုန်တန်တွေမြန်သွားပါတော့တယ်ကွင်းဥက္ကဋ္ဌကျွန်တော်တို့စီရောက်လာတော့နိုင်ငံခြားသားကောင်လေးကမမကအရန်လာတာပဲဒီလောက်လာတဲ့မမတယောက်ကိုကျွန်တော်ပထမဆုံးအကြိမ်မြင်ဘူးတာပဲလို့ပြောလိုက်တော့ကွင်းဥက္ကဋ္ဌလည်းသဘောကျပြီးကောင်လေးကိုချီးမွမ်းနေတုန်းရှောင်းယူကစာရွက်စာတမ်းဖိုင်တွေကိုကင်ပြီးရောက်ရှိလာကကမ္ဘာမြေပုံပုံစံပါရှိတဲ့စာချုပ်ဖိုင်တွေကိုကမ်းပေးပြီးနိုင်ငံဖြတ်ကျော်ကုန်သွယ်မှုဗျူဟာအသစ်ကိုရှင်းပြပါတယ်ကမ္ဘာတဝန်းမှာရှိတဲ့စိတ်ကမ်းတွေနဲ့တင်မောလိုင်းအဆက်အသွယ်တွေကိုအသုံးပြုပြီးပြည်တွင်းကပိုးထည်လက်ဖက်ချောင်းနဲ့ဤပညာမြေထုတ်ကုန်တွေကိုပြည်ပကတထေးကြီးတွေကိုရောင်းချပြီးရွှေနဲ့အဖိုးတန်တွင်းထွက်တပ်တုတွေပြန်လဲမဲ့အစီအစဉ်ဖြစ်ပြီးဒီအစီအစဉ်ဟာနှစ်ဖက်စလုံးအတွက်အကျိုးမြတ်အမြောက်များရရှိစေမဲ့အပြင်နိုင်ငံတကာစီးပွားရေးကူးလူဆက်ဆံမှုကိုပါတိုးမြင့်ပေးနိုင်မယ်လို့ရှင်းပြတော့ကွင်းဥက္ကဋ္ဌကသဘောကျသွားပြီးရှောင်းရုပ်ကိုစီးပွားရေးပါရမီရှင်တယောက်ဖြစ်ချီးကျူးကကွင်းဥက္ကဋ္ဌကနိုင်ငံဖြတ်ကျော်ကုန်သွယ်ခွင့်ကိုခွင့်ပြုပေးနိုင်တဲ့အဆင့်မြင့်ဆုံးခေါင်းဆောင်ကြီးထံကိုချက်ချင်းလိုက်ပို့ပေးခဲ့ပါတယ်။ဟိုရောက်တော့နိုင်ငံခြားသားကောင်လေးကအယောင်သွေးစုံနေတဲ့အဖိုးတန်ကြောက်မြတ်ရတနာတွေကိုခေါင်းဆောင်ကြီးကိုပြသပြီးရေရှည်ကုန်သွယ်မှုပြုလုပ်ချင်ကြောင်းတင်ပြတော့ခေါင်းဆောင်ကြီးကကြောက်မြတ်ရတနာတွေကိုစစ်ဆေးပြီးတဲ့နောက်ဒီအရာတွေဟာပြည်တွင်းမှာရှားပါပြီးစက်မှုလုပ်ငန်းနဲ့ရတနာလုပ်ငန်းအတွက်အလွန်အသုံးဝင်ကြောင်းအတိအမှတ်ပြုလိုက်ပြီးရှောင်းရိုရေးဆွဲထားတဲ့စီးပွားရေးစီမံကိန်းကိုသဘောကျသွားပြီးခေါင်းဆောင်ကြီးကဂူမီသားစုကိုဒီနိုင်ငံဖြတ်ကျော်ကုန်သွယ်မှုရဲ့တဦးတည်းသောတရားဝင်ကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်ပြီးကုန်ပစ္စည်းတွေအပြည့်တင်ဆောင်ကပြည်ပကိုချက်ချင်းထွက်ခွာဖို့အမိန့်ပေးတော့ကျွန်တော်တို့လည်းတာဝန်ကိုအကောင်းဆုံးကျေပွန်အောင်ထမ်းဆောင်ပါမယ်လို့ခေါင်းဆောင်ကြီးရှိမှကတိပေးခဲ့ကြပါတယ်အိမ်ပြန်ရောက်တဲ့အခါမေကကျွန်တော်ကိုပြည်ပကတထေးကြီးတွေရဲ့နေမြေမှာလူဆိုးကိုင်းတွေနဲ့လက်နက်ကင်အဖွဲ့တွေအပြည့်ရှိနေလို့ပင်လယ်ဓာပြတွေနဲ့တွေ့ရင်ခြေတော့မကောင်းတဲ့ငါသားကပြေးနိုင်မှာမဟုတ်ဘူးလို့ပြောရင်းငိုကြွေးနေပြီးအဖေကလည်းအခွင့်အရေးကိုလက်လွတ်ရပါစေငါသားကတော့အသေးမခံနိုင်ဘူးလို့ပြောတော့ရှောင်းယူကသူတို့သွားမဲ့နေမြေမှာကဘာကျော်ဆေးပညာရှင်တွေရှိနေတာကြောင့်တခင်လေးရဲ့ခြေတော့ကိုကုသပေးနိုင်လိမ့်မယ်လို့ပြောတော့ကောင်လေးကဝင်ရောက်ထောက်ခံပေးပါတယ်ရှောင်းယူစကားကြောင့်အမေလည်းစိတ်သက်တာယာရသွားပြီးရှောင်းရိုရဲ့လက်ကိုကင်ကာလန်းခီးမှာကျွန်တော်ကိုတေချာဆောက်ရှောက်ပေးဖို့ပြောတော့ကျွန်တော်ကလည်းအမေကလည်းဘာတွေရှောက်ဆိုးရိမ်နေတာလဲသူမရဲ့ဂရိတ်မောင်းဆက်လို့ခွန်အားမျိုးနဲ့ဆိုလမ်းမှာသူများတွေကပဲသူ့ကိုကြောက်ရမှာပါလို့စနောက်ပြောဆိုတာကြောင့်အမေကကျွန်တော်ကိုစူပူရင်းအားလုံးပျော်ရွှင်စွာရင်မောနေကြပါတယ်။အဲ့ဒီလိုစကားပြောဆိုနေကြတော့ခြံဝင်းထဲကိုလိမ္မော်ရောင်ပြန်ကားတစ်စီးအရှိန်ဟုန်နဲ့မောင်းဝင်လာပြီးကားပေါ်ကနေနိုင်ငံသားသူမလေးဆင်းလာပြီးဒေါသတကြီးနဲ့အိမ်ကနေထွက်ပြေးသွားတဲ့ကောင်စုပ်လေးကိုငါစီချက်ချင်းလာခဲ့ဆန်းလို့អော်လိုက်တော့ကောင်လေးကထိတ်လန့်တုန်လှုပ်သွားပြီးရှောင်းရိုးရဲ့နောက်ွယ်မှာပုံရင်းငါရဲ့အမကြီးရောက်လာပြီးကျွန်တော်တော့အရိုက်ခံရတော့မယ်လို့ပြောနေပါတော့တယ်။ရို့စ်ကဒေါသတကြီးနဲ့ရှောင်းရိုးရဲ့နောက်ွယ်မှာပုံကွယ်နေတဲ့မောင်ဖြစ်သူရဲ့နရွက်ကိုအတင်းဆွဲညှစ်လိုက်တော့ကောင်လေးလည်းအမကြီးလွတ်ပါဦးကျွန်တော်ကလေးမဟုတ်တော့ဘူးလို့အော်ဟစ်တောင်းပန်တော့အမဖြစ်သူကမင်းတော်တတိရှိနေတယ်ပေါ့လေအခုငါနဲ့ပြန်လိုက်ခဲ့လို့ဒေါသတကြီးမှန်မဲနေတော့ရှောင်းယိုကဝင်ရောက်တားစီကအေးအေးဆေးဆေးစကားပြောကြတာပေါ့အခုပဲငါတို့လည်းမင်းတို့နေမြေဘက်ကိုစီးပွားရေးလုပ်ဖို့သွားမလို့ပါပဲအားလုံးအတူတူသွားကြတာပေါ့လို့ပြောတော့ရစ်ကမင်းတို့ကငါတို့မိသားစုနေမြေမှာစီးပွားရေးလာလုပ်ချင်တာလားလို့မေးတော့ရှောင်းယိုကဟုတ်တယ်မနှက်ဖြန်ပဲစထွက်မှာလို့ပြောလိုက်ပါတယ်ထောင်ထဲမှာတော့အဆောင်ရရှိတူကအချင်းထောင်တကားကိုဖွင့်လှစ်လိုက်ပြီးဟမ်မန်ဧည့်သည်လာတယ်လို့ပြောလိုက်တော့ဟမ်မန်ကထွက်လာပြီးကောင်မလေးကိုတွေ့တော့ဖန်ဖန်ကူမိသားစုရဲ့အခြေအနေဘာပြောင်းလဲသွားပြီလဲသူတို့မွဲပြကျသွားပြီမဟုတ်လားလို့ဒေါသကြီးမေးတော့ဖန်ဖန်ကကူမိသားစုကနိုင်ငံဖြတ်ကျော်ကုန်သွယ်မှုကိုတရားဝင်ခွင့်ပြုချက်ရသွားလို့အခုပဲပင်လယ်ရဲ့ခြားကတထေးကြီးတော့ဒီနဲ့စီးပွားရေးလုပ်တော့မှလို့ပြောလိုက်တော့ဟမ်မန်တယောက်ဒေါသတွေနဲ့ပင်လယ်ထွက်ပြီးကုန်သွယ်မယ်ဟုတ်လားဂူမီသားစုငါဒီနေ့လို့ဖြစ်ဆိုးမျိုးရောက်ရတာမင်းတို့ကြောင့်ပဲမင်းတို့ပင်လယ်ပြင်ကနေပြန်လာတဲ့နေ့ကျရင်ငါတေတာထက်ပိုဆိုးတဲ့ငရဲမျိုးခံစားရအောင်လုပ်ပြမယ်လို့အော်ဟစ်ချိန်မောင်းလိုက်ပါတယ်တင်မောပေါ်မှာတော့ရှောင်းယူတယောက်လှိုင်းလေထန်နေတဲ့ပင်လယ်ကြီးကိုကြည်ရင်ပျော်ရွှင်စွာအော်ဟစ်နေပါတယ်အဲ့ဒီအချိန်မှာပဲလှိုင်းလေတွေပြင်းထန်လာပြီးတင်မောသားတအုပ်ကမကောင်းတော့ဘူးကုန်ပစ္စည်းတွေကိုချီထားတဲ့ကျိုးတွေကုန်ပြက်ကုန်ပြီးကုန်ပစ္စည်းတွေပင်လယ်ထဲကျတော့မယ်လို့အော်ဟစ်အကြောင်းကြတော့ကျွန်တော်ကအတင်းဆွဲမထားကြနဲ့မတော်တဆဖြစ်ရင်လူတွေပါပင်လယ်ထဲပြုတ်ကျကုန်မယ်လို့သတိပေးနေတော့ရှောင်းယူကအကုန်လုံးဖယ်ကြဆန်းလို့အော်ဟစ်လိုက်ပြီးရေထဲကိုကျတော့မယ်အဖိုးတန်ကုန်ပစ္စည်းတစ်တာကြီးရဲ့ကျိုးတွေကိုသူမရဲ့လက်နှစ်ဖက်နဲ့ဆွဲကင်ပြီးတင်မောချမ်းပြင်ပေါ်ကိုအလွယ်တကူပြန်လဲဆွဲတင်ပေးလိုက်တော့ပထမထပ်မှကြည့်နေတဲ့ကောင်လေးကအိုဖျားသခင်ဒီမမလေးကစူပါဟီးရိုးပြန်ဝင်စားတာများလားလို့အော်ဟစ်ကချီးမွမ်းနေပါတယ်ရှောင်းယိုကကျိုးတွေကိုကြည့်ကရွာကဝက်ဖမ်းတဲ့တန်ကျိုးတွေကမှပို့ခိုင်းသေးတယ်လို့ပြောပြီးကျွန်တော်ကိုပွေ့ချလိုက်ပြီးသခင်လေးအပြင်မှာလှိုင်းလေရမ်းချမ်းနဲ့အခန်းထဲမြင်ပြန်ကြမယ်လို့ပြောတော့ကျွန်တော်လည်းရှက်ကိုရှက်ကန်းဖြစ်သွားပြီးမျက်နှာကိုလက်နဲ့အုပ်ကငါ့ကိုအောက်ချပေးရှက်စရာကြီးလို့ပြောပေမဲ့ရှောင်းယိုကတော့ကျွန်တော်ကိုအခန်းထဲကိုပွေ့ချလာပြီးရက်စ်ကနောက်ကလိုက်လာကကြကျွန်တော်ကိုရှေ့နားမှာရှိတဲ့စိတ်ကန်းကငါတို့မိသားစုပိုင်ဆိုင်တဲ့တီးတန့်စိတ်ကန်းပဲအဲ့ဒီစိတ်ကန်းအနီးကကျွန်းပေါ်မှာကဘာပေါ်မှာအတော်ဆုံးအာယုံကျော်ဆေးပညာရှင်ကြီးရှိတယ်အဲ့ဒီကိုရောက်ရင်မင်းရဲ့ခြေထောက်ကိုပြကြည့်ပေါ်လို့ပြောတော့ကျွန်တော်ကကျေးဇူးပါလို့ပြောတော့ရတ်ကမင်းတို့တလန်လုံးငါမောင်လေးကိုစောင့်ရှောက်ပေးခဲ့တဲ့အတွက်ငါရှိကနေအရင်သွားပြီးကျွန်းပေါ်ကအထူးကုဆရာဝန်တွေနဲ့ဆေးတွေကိုပြင်ဆင်ထားခိုင်းမယ်မင်းရဲ့တန်ရာကိုတက်တာအောင်ကူညီပေးမယ်လို့ပြောပြီးမောင်ဖြစ်သူကိုလစ်ချက်ငါအရင်တော့
ဟာပြီးနောက်တစ်ချိန်ပြဿနာထပ်မရှာနဲ့တော့လို့ပြောတော့ကောင်လေးကအမကြီးစိတ်ချပါလို့အလောတကြီးပြန်ပြောလိုက်ပါတယ်ကျွန်တော်တို့ရိုက်စီကိုလာတော့ကောင်လေးကအဆောက်အုံကြီးကိုလက်ညှိုးထိုးပြပြီးမမလေးအဲ့ဒါဆရာဝန်ကြီးရဲ့ကျမ်းမာရေးပြန်လဲထူထောင်ရေးစင်တာပဲလို့စိတ်လှုပ်ရှားစွာပြောပြပါတယ်ဒါပေမဲ့ကျွန်တော်တို့ဆေးရုံထဲဝင်ဖို့ပြင်လိုက်ချိန်မှာပဲအမျိုးသမီးတဦးကတားဆီးလိုက်ပြီးမင်းတို့ကဘသူတွေလဲလို့မေးတော့ရှောင်ယိုကငါတို့ကစမစ်ဆရာဝန်စီမှာခြေထောက်ဝေဒနာလာရောက်ကုသတာပါလို့ပြောပေမဲ့ထိုအမျိုးသမီးကစမစ်ဆရာဝန်ကမှထားတယ်တရုတ်လူမျိုးတွေဆိုရင်ဘသူကမှလက်မခံဘူးတဲ့မင်းတို့မြန်မြန်ထွက်သွားကြစမ်းလို့ပြောတော့ရှောင်ယိုကဒေါသထွက်သွားပြီးမင်းပါစကားပြောတာလဲငါတို့မှပတ်စံအပြည့်ရှိတယ်မင်းတို့ဆေးရုံတစ်ခုလုံးကိုဝယ်လိုက်လို့တောင်ရတယ်လို့ပြန်ပြောတော့အမျိုးသမီးကပတ်စံဘလောက်ပဲပေးပေးတရုတ်လူမျိုးဆိုရင်မရဘူးချက်ချင်းထွက်သွားကြစမ်းလို့ပြောပါတယ်ရှောင်ယိုကလည်းဒေါသတကြီးနဲ့ငါတို့ကိုအထင်သေးတာပေါ့လေကောင်းပြီလေငါမင်းကိုပါရရမှကျင်းနေမယ်လို့ဒေါသတကြီးတိုက်ခိုက်မယ်လို့တော့ကောင်းလေးကမမလေးရဲ့စိတ်လျှော့ပါစိတ်လျှော့ငါဖြည့်ရှင်းပေးပါမယ်ပြောပြီးအမျိုးသမီးစီလျှောက်သွားကမင်းတို့ဆရာဝန်ကိုတွားပြောလိုက်ငါကောက်ဝိုက်မိသားစုရဲ့တခင်လေးရဲ့ချက်ပဲသူ့ကိုချက်ချင်းတကားဖွင့်ခိုင်းလိုက်လို့ပြောလိုက်တော့ရှောင်ယိုကမင်းကအမြဲတမ်းလေကြွားနေတာတကယ်ရောသားခင်လေးဟုတ်ရဲ့လားလို့မေးတာကိုကြားသွားပြီးအမျိုးသမီးကလည်းလောင်ပြုံးပြုံးကမင်းလိုလူကများဝိုက်မိသားစုရဲ့တခင်လေးဟုတ်လားလာလိမ့်မနေနဲ့ပြောနေတော့စမစ်ဆရာဝန်ထွက်လာပြီးဘာရီဆူညံနေကြတာလဲမင်းတို့ကိုထွက်သွားခိုင်းထားတယ်မဟုတ်လားလို့ဒေါသတကြီးအော်ဟစ်လိုက်ပြီးကောင်လေးကိုကြည့်ကမင်းလိုကောင်လေးကများဝိုက်မိသားစုရဲ့တခင်လေးလို့ဟန်ဆောင်ရဲတယ်ပေါ့လေငါတို့အနောက်တိုင်းသားတွေရဲ့မျက်နှာကိုဖျက်နေတာပဲလို့ပြောဆိုနေတော့လို့ရောက်လာပြီးသူမကမင်းကဘသူ့ကိုမျက်နှာဖျက်တယ်လို့ပြောတာလေလို့ဒေါသတကြီးမင်းမြန်းလိုက်ကသူမရဲ့မိသားစုတစိပ်ပြားကိုထုတ်ပြလိုက်တော့စမစ်ဆရာဝန်လည်းတုံးလို့သွားပြီးချက်ချင်းတူးထောက်လိုက်ကမမလေးရဲ့ကျွန်တော်မသိလို့ပါခွင့်လွှတ်ပေးပါလို့အထိတ်တလန့်တောင်းပန်နေတာကိုကြည့်ပြီးရှောင်ယိုကအံ့အားသင့်သွားကမင်းကတကယ်ပဲတခင်လေးဟုတ်နေတာပေါ့ပြောတော့ကောင်လေးကပြုံးရင်ဆရာဝန်ကိုစကားပို့ပြီးပြောမနေနဲ့ငါအကူကြီးရဲ့ယောဂကိုတွားကူပေးစမ်းလို့မိတ်ပြောလိုက်တော့စမစ်ဆရာဝန်ကဟုတ်ကဲ့ပါပြောပြီးပြေးထွက်သွားပါတယ်ကျွန်တော်ကိုစစ်ဆေးပြီးဆရာဝန်ကြီးကကူတခင်လေးမင်းရဲ့ခြေထောက်အာယုံကြောတွေကတေဆုံးနေတာမှန်ပေမဲ့မင်းကိုပြန်ကောင်းအောင်ကူပေးနိုင်မှုအခွင့်အရေးအပြည့်ရှိပါတယ်လို့ပြောတော့ကျွန်တော်လည်းတကယ်ပဲကူလို့ရတာလားလို့မျှော်လင့်ချက်အပြည့်နဲ့မေးမြန်းလိုက်တော့စမစ်ဆရာဝန်ကဒီကုထုံးအတွက်ရှားပါလာတဲ့ဟွမ်းချင်းမြက်ဆိုတဲ့ဆေးမြစ်တစ်မျိုးလိုအပ်ပါတယ်လို့ပြောတော့ Rose ကအဲ့ဒီဆေးမြစ်ပဲမှာရှိလဲငါတို့ White အုပ်စုကချက်ချင်းလူလွတ်ပြီးဝယ်ခိုင်းလိုက်မယ်လို့ပြောတော့ဆရာဝန်ကြီးကခေါင်းခါလိုက်ပြီးဒီဆေးမြစ်ကဆေးရုံရဲ့အနောက်ဘက်ကတောင်ကမ်းပါးရက်မှာပဲပေါက်ရောက်တာပါအဲ့ဒီနေရာကအရန်မတ်ဆောက်လုံးလို့တောင်တက်သမားတွေတောင်မတည့်ရဲကြဘူးလို့ပြောတော့ရှောင်ယိုကကျမသွားကူးပေးမယ်လို့ပြောတော့ရောက်ကထိတ်လန့်သွားပြီးမဖြစ်ဘူးအရန်အနေရများတယ်နည်းနည်းလေးမယွင်းတာနဲ့အသက်ပြောက်သွားနိုင်တယ်လို့ပြောတော့ကျွန်တော်လည်းစိုးရိမ်သွားပြီးရှောင်ယိုမင်းမသွားရဘူးငါရဲ့ဒီခြေထောက်တွေပြန်မကောင်းလဲအဆင်ပြေတယ်လို့ပြောလိုက်ပါတယ်ရှောင်ယိုကကျွန်တော်ကိုစိုက်ကြည့်ရင်တခင်လေးတို့မိသားစုကကျမအပေါ်မှာကျေးဇူးတွေအများကြီးပဲကျမတခင်လေးကိုအကောင့်အတိုင်းပြန်ဖြစ်အောင်လုပ်ပေးမယ်လို့ပြောတော့ကျွန်တော်ကမင်းရခဲ့တဲ့ပတ်စံတွေကဒီခီးမှာတင်ကျေသွားပါပြီမင်းကိုအသေးခံဖို့ငါခွင့်မပြုနိုင်ဘူးလို့စိုးရိမ်တကြီးပြောတော့ရှောင်ယိုကကျွန်တော်အနာကိုတူကက်ကမျက်ရည်ဝိုင်းသားနဲ့တခင်လေးကျမရှင်ကိုပြန်ပြီးမတ်တက်ရက်နိုင်တာကိုမြင်ကျင်လို့ပါလို့ပြောလိုက်ပါတယ်ပြီးတော့ရှောင်ယူတယောက်အသက်အန္တရာယ်ကိုပတာနာမထားပဲကြောက်ဆောင်ကမ်းပါရန်အတိုင်းသွေးလိမ့်လိမ့်နဲ့တောင်ပေါ်ကိုတက်ရင်အာတင်းထားရှောင်ယိုမင်းလုံနိုင်ပါတယ်လို့မိမိကိုယ်ကိုခွန်အားပေးရင်အန်ဂျိတ်ကတက်တော့ကမ်းပါရန်မှာပေါက်နေတဲ့ခွန်ချင်းမြက်ကိုအောင်မြင်စွာတူးဖော်ခူးယူနိုင်ခဲ့ပါတော့တယ်ရရှိလာတဲ့ဆေးမြစ်ကိုပွေ့ဖက်ပြီးဆေးရုံခန်းထဲကိုဝမ်းသာအားရပြေးဝင်လာပြီးဆရာဝန်ကြီးကိုဆေးမြစ်ကိုကမ်းပေးရင်တခင်လေးအတွက်ဆေးဖို့ပေးပါတော့လို့စိတ်လှုပ်ရှားစွာပြောလိုက်ပါတယ်ကျွန်တော်လည်းရှောင်ရိုးရဲ့ဒဏ်ရာရထားတဲ့လက်နှစ်ဖက်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ကဆေးတစ်တာကိုချက်ချင်းဖွင့်ပြီးရှောင်ရိုးရဲ့တွေးထွက်နေတဲ့လက်ကိုကျဉ်းနာစွာနဲ့စီးပေးရင်မင်းတက်ကိုတောင်ဂယုမဆိုင်တော့ဘူးမဟုတ်လားလို့ငေါက်ခမ်းလိုက်တော့ရှောင်ရိုးကပြုံးပြရင်ကျမအကောင့်အတိုင်းပြန်ရောက်လာတာပဲမဟုတ်လားလို့ပြန်ပြောတော့ကျွန်တော်ကနောက်ဆိုရင်ဒါမျိုးဘယ်တော့မှမလုပ်ပါနဲ့မဟုတ်ရင်ငါစီမှာပတ်စံမပေးပဲတစ်သက်လုံးအလုပ်လုပ်ခိုင်းပြစ်မယ်လို့ပြောလိုက်ပေမဲ့ရှောင်ရိုးကတော့ဝမ်းသာအားရနဲ့ရပါတယ်တခင်လေးတာပြန်ပြီးမတက်ရက်နိုင်မယ်ဆိုရင်ပတ်စံမယူပဲတစ်သက်လုံးအလုပ်လုပ်ပေးဖို့အသင့်ပါပဲလို့ပြုံးရွှင်စွာပြောတော့ကျွန်တော်လဲရှောင်ရုပ်ကိုကြည့်ပြီးစိတ်ထဲမှာငါကမတ်တက်တောင်မရက်နိုင်တဲ့ဒုက္ခိတတယောက်ပါဒီလိုကောင်မလေးမျိုးကိုဘယ်လိုလုပ်စိတ်ဆင်းရဲအောင်လုပ်ရရတာလဲလို့မိမိကိုယ်ကိုအပြစ်တင်ရင်စိတ်မကောင်းဖြစ်နေမိပါတယ်ဆရာဝန်ကြီးကကျွန်တော်စီလာပြီးတခင်လေးခမရဲ့အာယုံကြောတွေကိုတေချာစစ်ဆေးကြည့်လိုက်တော့ခမရဲ့ခြေထောက်ကရိုးရိုးတန်ရာကြောင့်မဟုတ်ပဲဓာတုအစိတ်တစ်မျိုးမိထားတာကိုတွေ့ရပါတယ်လို့ပြောတော့ကျွန်တော်လဲထိတ်လန့်သွားပါတယ်ဆရာဝန်ကြီးကဟုတ်ပါတယ်ဒီအစိတ်ကအယောင်နဲ့မရှိပဲအာယုံကြောတွေကိုတဖြည်းဖြည်းတေဆုံးစေပြီးနောက်ဆုံးမှလုံးဝမတန်မစွမ်းဖြစ်သွားစေတာပါလို့ရှင်းပြတော့ကျွန်တော်လည်းငါကအကောင့်အတိုင်းကနေဘာလို့မတ်တက်မရက်နိုင်ရတာလဲလို့စဉ်းစားနေတာငါ့ကိုတကယ်ပဲအကွက်စင်လောက်ကြံခဲ့ကြတာပေါ့ဘသူကများဒီလောက်အထိရုံမာရတာလဲလို့ရေးရုံမိပါတယ်ဆရာဝန်ကြီးကဒါပေမဲ့စိတ်အေးအေးထားပါခုနကယူလာတဲ့ဟွမ်းချင်းမြက်ကြောင့်ခမရခန္ဓာကိုယ်တွေကအစိတ်တွေအားလုံးလုံးဝကင်းစင်သွားပါပြီခန္ဓာဗေဒသဘောအရဆိုရင်တော့ခမရရဲ့ခြေထောက်တွေဟာလုံးဝပြန်ကောင်းသွားပါပြီခမရစိတ်ထဲကကြောက်ရွံ့မှုကိုတာကျော်လွှားနိုင်ရင်ရပါပြီလို့ပြောတော့ရှောင်ယိုလဲဝမ်းသာအားရနဲ့တိတ်ကောင်းတာပဲတခင်လေးကြားတယ်မဟုတ်လားမြင်မြတ်မတ်တက်ရက်ပြီးလမ်းလျှောက်ပြစမ်းပါအောင်လို့စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်ပါတယ်